စာဖတ်ဝဒနာရှင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျွန်မကတော့အတန်တင်ဆက်သူမြအိမ်ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမမေညိုရဲ့ဝတ္ထုကောင်းတွေထဲကတစ်ခုဖြစ်တဲ့ငါကျူးလွန်မိတဲ့ကံတပါးဟာမင်းပဲဆိုတဲ့ဝတ္ထုဆက်လံလေးအကြောင်းကိုအတန်အော်ဒီယိုဖြင့်တင်ဆက်ပြသပေးမှာဖြစ်ပါတယ်။ဝတ္ထုစာအုပ်ကိုယ်တိုင်ဖတ်တာနဲ့အတန်အော်ဒီယိုနားထောင်ခြင်းဟာခန်းစားချက်ချင်းမတူပေမဲ့လည်းကျမအနေနဲ့အကောင်းဆုံးကြိုးစားဖတ်ပြထားတာမို့အဆုံးထိအားပေးနားထောင်ပေးဖို့မျှော်လင့်ပါတယ်ရှင်။ဒါဆိုရင်ဆီယာမမန်ညိုရဲ့လက်ရာစာအုပ်လေးကိုကျမနဲ့အတူတူမျှဝေခန်းစားဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။အဆောင်ကိုစပြောင်းလာတော့တငယ်ချင်းနှစ်ယောက်ရောင်းလဲလဲနေပါပဲ။သူ့နာမည်ကတက်တက်လွင်တဲ့။ကျမကတော့ငယ်လို့ပဲခေါ်တယ်။ကျမကိုတော့ငယ်ရမေးလို့ခေါ်တယ်။ကျမနာမည်ကမြူနှင်းမေငယ်နဲ့တငယ်ချင်းဖြစ်တာ3နှစ်လောက်ပဲရှိအောင်မယ်။ဒါပေမဲ့ငယ်ကကျမစိတ်ကိုနားလဲတယ်။ညဝေခံစားပေးနိုင်တယ်။ကျမကိုမျက်ရည်အကျမခံတဲ့သူမျိုးပေါ့။ကျမပြုံးနေရင်သူ့ပါပြောတတ်တဲ့ငယ်ကကျမအတွက်တော့အကောင်းဆုံးတူဦးတည်သောတငယ်ချင်းပါပဲ။မေအဲ့ဒါဘာလုပ်နေတာတော့။မိုးရီချိုးနေတာလေ။ဟာခလေးလည်းမဟုတ်ပဲ။ဒါတော့သူများတွေညီပြောနေအောင်မယ်။လာပြီးတော့နေမကောင်းဖြစ်လိမ့်မယ်ဟဲ့မိုးရီတွေနဲ့အတူကလေးတယောက်လိုစော့ကစားနေတဲ့ကျမကိုဖျားမှာဆိုလို့အခန်းထဲကနေတဆူဆူတပူပူငယ်ကအော်ရေးခေါ်နေခဲ့တယ်လာပြီဘာမှလည်းမသိငယ်ကသူများချိုးလို့ကောင်းနေတာကိုဖျားမှာဆိုလို့ရာသီဥတုကပုံမှန်လည်းမဟုတ်ပဲနဲ့ရေထက်ချိုးလိုက်အောင်မယ်အင်းဒီချိုးပြီးရင်လာခဲ့ခေါင်းတုပ်ပေးမယ်ဒရိုင်ယာပြက်နေတယ်ထင်တယ်အင်းအဆောင်သိဆိုပေမဲ့ဘေးခန်းဖို့တွေနဲ့လည်းစကားမပြောနှစ်ယောက်တည်းဖို့ပါပါနေဖြစ်ခဲ့ကြတယ်ငယ်ကမနေ့8နာရီဆိုအလုပ်သွားတာမို့ညနေစာကိုပြင်ပေးခဲ့တယ်နေ့လယ်စာကိုတော့နှစ်ယောက်စလုံးအပြင်မှာစားကြတယ်ပြီးတော့ကျမကအချိန်ပိုင်းအလုပ်လုပ်တာမို့ညနေ3နာရီဆိုအဆောင်ကိုပြန်ရောက်တယ်ညနေစာကိုကျမတာဝန်ယူတယ်အားရင်တော့စာထိုင်ကြီးတယ်ကျမစာရေးဆရာမသိဖြစ်ချင်တာမို့ကြောက်စကားခောက်တန်ကြောက်တွားဖွင့်ကြည့်လိုက်တော့ဘေးအခန်းကအမကြီးညီမလေးတို့ကအစ်စ်ပြောင်းလာတဲ့သူတွေလားဟုတ်မလာလေးထိုင်မအောင်ဆိုပြီးခြိုင်ကုန်ယူပေးလိုက်ပြီမယ်စိတ်ထဲတော့ငယ်သိရင်စူတော့မအောင်စိုးရင်နေခဲ့တယ်နှစ်ယောက်မဟုတ်လားဟုတ်ငယ်ကအလုပ်သွားပြီညီမလေးကတော့ညီမခဏနေမှသွားရမှာအချိန်ပိုင်းအလုပ်ဆိုတော့လေအော်ညီအမတွေလားနှစ်ယောက်ကဟုတ်ဘူးတငယ်ချင်းတွေမှအော်အင်းအမကဘာတွေမဟုတ်ပါဘူးဘာလေးများကူညီရမလဲလို့အော်ရပါတယ်ကျေးဇူးတင်ပါတယ်မရင်အမနာမည်ကမမော်လို့ခေါ်တယ်တခုခုဆိုဘေးအခန်းကတ်ဆိုတော့လှမ်းခေါ်လိုက်နော်လူတာပြောသိလားကူညီပေးမယ်ဟုတ်ကဲ့မလို့သာပြောလိုက်ရတာသူ့မျက်လုံးတွေကိုသဘောမကျအခန်းကိုနေရာစိတ်လိုက်ကြည့်ပြီးနေညမ်းနေလိုက်တာများကြည့်လို့မရတော့တာနဲ့နေအလုပ်သွားဖို့လှုပ်လိုက်အောင်မယ်နော်။အော်အေးဒါဆိုအမလည်းပြန်တော့မယ်လှုပ်ဆိုပြီးထွက်သွားတယ်။ညနေရောက်တော့မေရင်ပြန်ရောက်ပြီနော်။အေးရေချိုးလိုက်အောင်ငါသမီးခူးထားမယ်။ငယ်ပြီးရလားဖူဖူလေးစားကြမယ်။ပြီးပြောစရာရှိတယ်။အော်မနေ့ကလည်းငယ်ဟိုဘက်ခန်းကမမော်ဆိုလားလာသေးတယ်သိလား။ဘာလာလောက်တာဟိုမေးဒီမေးလာဆက်စုတာနေမှာပေါ့။မျက်လုံးကလည်းအခန်းရဲ့နေရာအစုံလိုက်ကြည့်တယ်သိလားဘာလို့ဖွင့်ပေးလိုက်တာလဲမေကမသိဘူးလေအိတ်ရှင်လားလို့ပေါ့မဖွင့်ပေးရင်ရောကောင်းမမလားကောင်းမကောင်းမေနောက်မဖွင့်မင်းနဲ့လာဆက်စုပြီးရက်ွက်တဲ့အတင်းပတ်တုတ်မေဟာတယ်အင်းမငယ်ကတမ်းပါတယ်ရက်ဆက်တယ်ရိုင်းဆိုင်တယ်လို့ထင်ရတယ်လူအများကလည်းသူ့ကိုဒီလိုပဲပြောကြတယ်ကျမကတော့ငဲစိတ်နဲ့ငဲနှလုံးသားကိုသိနေပြီးသားမို့ဘသူတွေဘလို့ပဲပြောငဲဘေးမှာပဲနေတယ်ငဲကိုပဲချစ်တယ်ငဲမှာကျမတိတ်သဘောကျရတဲ့ပချိုက်လေးတစ်ဖက်လည်းရှိတယ်ငဲကပူလေးကျမကအရက်ရှိပြီးတော့ငဲကဖြူကျမကဖြစ်အသားညွညစပင်းရှိငဲကကုတ်ဝဲလေးစက်ကျင်ဘက်တွေနဲ့ဆိုပေမဲ့လည်းတိုင်ပင်ရပြောဆိုရလွယ်တယ်နားလေဖို့ရနှခါမပြောရအောင်ဒီလိုပဲ
မျိုးမတူတဲ့စန့်ကျင်ဘက်တလိုက်တွေဟာပိုပြီးဆွဲငင်ကြတယ်မဟုတ်လားရေမိုးချိုးထမင်းစားတောက်ပြီးကြတော့ပြောစရာရှိတယ်ဆိုဘာပြောမလို့လဲငယ်ဒီနေ့အလုပ်ထဲမှာဟာဆိုပြီးအစချီလိုက်တာညအိတ်တဲ့အထိပါပဲသူလည်းဘယ်ချိန်အိတ်ဖြော်သွားလဲမသိကျမလည်းဘယ်ချိန်အိတ်ဖြော်သွားလဲမသိငယ်ကသူ့အလုပ်ထဲမှာအစင်မပြေတဲ့အကြောင်းအစကလေးသာသိလိုက်သည်မေကြီးငါအလုပ်သွားပြီနော်ငဲ့ခေါ်တန်ကြမှပဲလက်နူသွားခဲ့တယ်ငယ်မနဲ့စာမုတ်ရင်ကားဝယ်ထားတယ်ထမင်းနဲ့စားလိုက်နော်မနေ့ပြန်ကြမှာမနေ့စာကိုကောက်ကောက်လုပ်ပေးမယ်နော်ဟုတ်ဂရုစိုက်သွားအောင်ငယ်အော်မေတော့မလို့မေအလုပ်သွားရင်လေဆိုင်ကို dryer လေးဝင်ထားခဲ့ပေးပါလားအပြန်ကြမှာငယ်ဝင်ယူလိုက်မယ်လေအခုကဆိုင်မဖွင့်သေးလို့ဟုတ်ကားကိန်းနောက်ကဆိုင်လေသိတယ်ဟုတ်လားအင်းငယ်ထွက်သွားတာကိုဝရဏကနေကြည့်ပြီးညကသူရင်ဖွင့်ခဲ့သမျှကိုပြန်သတိရမိတယ်ငယ်ကတိတ်တနာဖို့ကောင်းတာပဲအဆောင်ရှိမှကားလမ်းရှိတယ်ကားဂိတ်ကအဆောင်နဲ့မျက်ဆောင်ထူလောက်မှလေဝရဏကနေငဲ့ကိုလှမ်းကြည့်နေမိတယ်ငယ်ရက်နေတဲ့နောက်မှာရက်စစ်ပစ္စည်းဆိုင်ရှိတယ်အဲ့ဒီဆိုင်ကသူများဆိုင်တွေနဲ့မတူဘူးမနေ့10နာရီကျမအလုပ်သွားချိန်လောက်မှာဆိုင်ခင်းတာဘောစီတွေထိုင်တဲ့ဆိုင်တွေမှာရဲ့ကျမအဆောင်ကနေထွက်ပြီးဆိုရင်သူကျမနောက်ကစက်ပိန်နဲ့ပါလာတယ်ကျမကိုကြော်တက်ပြီးဆိုင်ခင်းတယ်တခါတလေတိုက်မိသလိုဖြစ်တတ်သည်သူနဲ့ကျမကစကားမပြောဘူးပေမဲ့မြင်နေကြတွေ့နေကြဆိုတော့ရင်းနှီးသလိုလိုတောင်ရှိတယ်စူးလေကားကအရက်ဆောက်ရတယ်တခါတလေအလုံးနောက်ကျသည့်အထိပါပဲကားဆောက်နေရတဲ့အချိန်လေးဆိုအမြဲလိုဆိုင်ခင်းနေတဲ့အဲ့ဒီလူကိုကြည့်မိနေတယ်သူ့ပုံစံကပစိုးတူအသားကမဲသည်ကိုးငါလည်းစားသည်သူ့ဆိုင်ကနေကျမတို့အဆောင်ရှိထိ900လာဝယ်တယ်နေပူလည်းအစားမပါမိုးရွာလည်းအစားမပါနဲ့သူစက်ပိန်ပေါ်ကဆင်းရင်သူ့ပစိုးနောက်မှာအကွက်တစ်ကွက်စက်ပိန်ကိုရေမတုပ်ခဲ့ဘူးထင်ပါတယ်နေ့တိုင်းသူ့ကိုကြည့်ပြီးပြုံးနေရတာလည်းအလုပ်တစ်ခုပါပဲတခါတလေကျမကားပေါ်တက်တဲ့အထိသူဆိုင်လာမခင်းရင်ကျမလိုက်ရှာနေမိသေးတယ်9နာရီကျော်သွားလို့အလုံးနောက်ကျမှဆိုပြီးပြပြတလဲလဲ dryer ယူကကားဂိတ်ကိုအပြေးလွှားထွက်လာခဲ့တယ်ဟဲဆိုင်လည်းမဖွင့်သေးဘူးအဆောင်ပေါ်ပြန်သွားထားရင်လည်းနောက်ကျနေအောင်မယ်ဆိုင်ရှိကချိတ်လီမှာချိတ်ထားခဲ့လိုက်ပြီးဆိုင်ပုံမှဖုန်းနံပါတ်ယူနေတော့စူးလေဟာကားကလည်းလာပြီလိုက်မယ်နေအောင်ကားပေါ်အပြေးတက်ခါကားပေါ်ရောက်မှပဲဟယ်လိုအကိုဒီနေ့ဆိုင်ဖွင့်မှာလားဟုတ်ကဲ့ခဏနေလာမှာပါအလုံးနောက်ကျနေလို့ dryer ကိုဆိုင်အဝတ်မှာပဲချိတ်ထားခဲ့လိုက်တယ်ကြည့်ထားပြီနော်အပြန်ကျဝင်ယူမယ်အကိုအော်ဟုတ်ကဲ့အဲ့ဆိုဒါပဲနော်ဟုတ်သူ့အတန်မှာယောက်ျားတစ်ယောက်ရဲ့အတန်အရည်သွေးတွေရှိတယ်ရှင်းလင်းပြတ်သားတယ်ပြီးတော့နားထောင်လို့လည်းကောင်းတယ်အလုတ်ကအပြန်အကိုမနက်က dryer လေးတွေ့လားအင်းဘယ်လောက်ကြလဲကြည့်တော့မကြည့်ရသေးဘူးဟဲဘယ်လောက်ကြမှာလဲခဏပါပဲထိုင်ကုန်လေးဆွဲယူပြီးတယ်ဘလို့ဖြစ်သွားတာလဲမသိဘူးလေဟာအော်မေတကယ်မသိတာတုံးနေရင်ရက်သွားတာနေမှာအေးဟုတ်ပြီကွန်းတမြုံနဲ့ပြောနေတဲ့ပုံကချစ်စရာတိတ်ကောင်းလို့နဲ့ဖနက်တောက်ကနာတာနဲ့ကျိုးဖြီပြီးခဏချွတ်ထားမိလိုက်တယ်သူ dryer ကိုဖြုတ်ပြီးစမ်းနေတဲ့အချိန်ကျမသူ့ကိုငေးကြည့်မိသွားခဲ့တယ်သူ့မှာမျက်ဝန်းညိုတွေရှိတယ်ပတိုင်းမွေးမုတ်စိတ်မွေးတွေလည်းအများကြီးပဲနှကန်းတွေကကွန်းစားထားတော့ရဲပြီးဆိုနေတယ်စွတ်ကျဲအဖြူလေးဝတ်ထားတာမို့သူ့ရဲ့ရှင်ဘက်ကနတ်မောင်ငှတဲ့အမွှေးရွှေကြီးတို့တော့အထင်းသားတွေ့နေရသေးတယ်ရပြီညီမဟင်းရပြီလို့အော်ဟုတ်စမ်းပေးလိုက်မယ်နော်ပြောဆူ dryer ကိုမီးပလက်ပေါက်ထိုးကသူ့ရဲ့သပင်တူများကိုဆန်းပြနေတယ်ငေးကြည့်နေမိတာဘလောက်ကြာတော့သွားလဲမသိဘူးညီမရှင်ရပြီနော်အော်ဟုတ်ဟိုကဘလောက်ကြာလဲရတယ်မပေးနဲ့တော့ဟာမဟုတ်တာရတယ်လို့
အဲ့ဆိုလည်းပြီးရောကျေးဇူးနော်ဆိုပြီးဒရိုင်ယာကိုသူ့လက်ထဲကယူကလှည့်ထွက်လာခဲ့တယ်ဆိုင်ရှိရောက်မှခြေထောက်မှာဖက်နဲ့မပါမှန်းတတိထားမိပြီဟေးခဏလက်ညှိုးထိုးပြလိုက်တော့ပြုံးပြုံးကြီးကြည့်နေတဲ့ပုံကအလုံးမဲနှစ်လိုပွေရာကောင်းလာပြန်တယ်အကြည့်ချင်းဆုံလိုက်တဲ့ချိန်မှာရင်ထဲကအတန်တခုကြားလိုက်ရတယ်ဟုတ်တယ်အဲ့ဒီအကြည့်အဲ့ဒီအပြုံးတွေကြောင့်ကျမရင်ခုန်တက်ခဲ့တွားလိုက်အောင်မယ်နော်သူခေါင်းသာညှိပြပြီးကျမရှက်သွားမှဆိုးလို့ထင်တယ်ဘာမှဆက်မပြောပဲပြင်စရာရှိရာဆက်ဖြစ်နေတယ်ဖနက်ကိုကောက်ယူပြီးစီးတော်မစီးတော့ပဲခြာကနေလှည့်ထွက်လာခဲ့လိုက်တယ်သူကျမကိုကြည့်နေမှလားရှိနေမှလားလမ်းရဲ့အပူညနေနေကြရဲ့အပူလူတွေရဲ့အကြည့်ကျမဘာမှမခံစားမိတော့မေငယ်ရောက်ပြီရေချိုးလိုက်အောင်မဲသမင်းခူးထားလိုက်မယ်ဟေးမေပဲစားလိုက်တော့ငယ်အပြင်မှာစားလာတယ်သူဒီနေ့လာကြိုတယ်လေဒါနဲ့ပဲတူတူစားလိုက်တာဖုံးဆက်မလို့ပဲငယ်ကကောင်းလေးရှိတယ်သူ့ကောင်းလေးနဲ့တွေ့တဲ့ရက်တွေဆိုကျမနဲ့အတူသမင်းစားလေးမရှိဘူးအဲ့အခါကျရင်ကျမစိတ်မကောင်းဖြစ်မိရဲ့စိတ်မကောင်းမဖြစ်ပါနဲ့မိရဲ့လာပါငယ်စားနိုင်တယ်လို့ထပ်စားလိုက်မယ်နော်သမင်းစားနေတော့ဒီညလာပြည့်ဆိုတော့ဝရဏထွက်ထိုင်ကြမလားအဲ့ရေးပြက်ရပြက်ဟာလောက်ပါဝရဏကတယောက်တည်းဆိုတော့လည်းမထွက်ချင်ဘူးဟာအေးပါပြီးရောလေခဏပဲနော်ညနေရင်အေးမှာအင်းမှာည9 နာရီလောက်မို့လို့လားမသိဘူးဝရဏမှာငယ်နဲ့ကျမပဲရှိတော့တယ်ငယ်ပူပူဝလာတယ်ထင်တယ်သူ့ပိုက်ခောက်ကလေးကအင်ဂျီနဲ့ဘောင်းမိကြားကအတင်းထူးထွက်နေတော့တာပဲည9 နာရီကျော်ဆိုတော့ပတ်ဝန်းကျင်မှာအနှဲငယ်တိတ်ဆိတ်နေရဲ့လေနုလေအေးတွေဟာကျမခန္ဓာကိုယ်ထဲသို့တိုးဝင်အေးဆက်နေတယ်စကားတွေပြောနေကြရင်အမတ်မထင်လှမ်းတွေးလိုက်ရတာတခုကြောင့်ငဲ့ဟမ်ဟိုမှာကြည့်ကြည့်လို့မီးကပိတ်လိုက်ဖွင့်လိုက်နေနော်အဲ့ဒါလျှက်စစ်ဆိုင်နေမီးပြည့်နေလို့ဖြစ်မှာပါတရေချောင်းနေတာလားလို့ဟဲပေါက်ပေါက်ရှာရှာကျမကအလွန်တရေကြောက်တတ်တယ်ငယ်ကတရေချောင်းရင်တော့6လို့6မှန်းမသိတဲ့သူကြောက်မနေပါနဲ့မေဟိုမှာလူ2ယောက်တောင်ရှိနေတဲ့ဟာဟမ်ကျမပို့လို့တောင်မျက်လုံးအပြူသားဖြစ်သွားမိရဲ့အဲ့ဆိုင်ကကျမမြင်တွေ့နေကြလူ1ယောက်သာရှိတာအခုလူ2ယောက်တဲ့ဟဲ့မေအဲ့ဆိုင်မှာလူ1ယောက်ပဲတွေ့ဘူးပါတယ်ငယ်မျက်စိတွေလည်းမကောင်းတော့ဘူးလားမသိဟာအမကြီးရဲ့အကိုကြီးရဲ့လေ2ယောက်ဟဲ့2ယောက်ငင်းခုန်နေစင်မှာပဲဆိုင်ဟာမီးပိတ်သွားပြီကျမတို့ရှိတဲ့ဘက်ကိုစက်ပင်ကလေးရွေ့လျားလာခဲ့တယ်အမျိုးသမီးကအမျိုးသားရဲ့ခါကိုဖတ်လျက်တွေ့လားအဲ့မှာတွေ့ပြီလားယင်တကယ်ပါပဲမေရဲ့ငယ်ကတော့ရီမောနေခဲ့ပြီကျမကတော့တိတ်ဆိတ်သွားခဲ့တယ်တဖြည်းဖြည်းဝေးကွာသွားတဲ့စက်ပင်လေးကိုငေးရင်းနေပေါ့ Morning mate အိတ်ချီမူတူနဲ့ဖြေလိုက်မိတယ်ခုတလောလိုင်းကားပေါ်တွေမှာအလူရက်တွေများနေတယ်နော်မေဂယုဆိုင်တခုခုဆိုကားပေါ်ကတန်ဆင်သိလားအင်းမာနေရောဂယုဆိုင်မေကဒီနေ့အလုပ်မသွားအောင်ကိုလက်တွေမသိချင်လို့လေဟဲဟုတ်လားနဖူးကိုလာဆမ်းပြီးစေးချူတောက်ထောင်ညနေမှမတက်တာရင်စေးရန်သွားကြမယ်အပြင်ပါဝယ်ခဲ့ရမလဲဘာစားချင်လဲဟင်းရတယ်ငယ်စေးတောက်ပြီးအိတ်လိုက်မယ်တက်တာသွားမှာပါအင်းမာတက်တာအဲ့ဆိုလဲသွားတော့မယ်နော်ဟုတ်ဂယုဆိုင်တော့ငယ်ကားပေါ်မှာအင်းမာမေမနက်စာထစားပြီးဝရဏမှာလမ်းခဏလျှောက်ထုံအခုဆိုင်ဘက်ကိုကြည့်မိလိုက်တော့ဆိုင်ကမဖွင့်သေးကျန်းကြီးဟာနေပူနေတယ်ဒါပေမဲ့ခြေထောက်တွေကမရွေ့အခုအလားကိုစောက်ချင်ပုံရတယ်ခဏအကြာကားလမ်းတစ်ဖက်မှာအခုစက်ပိန်နေလာတာကိုတွေ့လိုက်ရတယ်ကျမသူ့ကိုကြည့်နေတယ်လို့သူလည်းကျမကိုကြည့်နေမှာပါပဲအခုစက်ပိန်နောက်မှာကုန်တင်ကားကြီးတခဏလေးအတွင်းစက်ပိန်ဟာခြိုက်ခွက်တဲ့ကိုတစ်ချက်ချော်သွားတော့ကျမရင်ထဲထိတ်ကနေလန့်သွားမိတယ်အကိုကစက်ပိန်ကိုဘေးချရက်လိုက်ပြီးကျမကိုလှမ်းပြုံးပြသေးတာ
အဆောင်ရှိကကွန်းရဆိုင်ထိစပိန်တွန်းလာပြီးကိုးလာဝဲခါစပိန်ကလေးပြန်နှင်းသွားတယ်။သူပြုံးပြလိုက်တဲ့အချိန်ကျမရင်ထဲကကက်ညိနေတဲ့လိပ်ပြပေါင်းများစွာဟာတဖန်ပြန်လှုပ်ရှားပြန်ဝဲကုန်ကြတယ်။အကြောင်းမရှိအကြောင်းရှာဝရဏနာမှာကျမအလုပ်ရှုပ်နေပြီးစေးတောက်ဖို့လည်းမေ့နေခဲ့တယ်။ကျမလိုပဲသူလည်းဆိုင်ရှိထွက်ပြီးဟိုဟာရှာဒီဟာရှာနေပါပဲ။အော်ဒရိုင်ယာဟုတ်ပြီ။နေရနဲ့တစ်ချက်ထုလိုက်တယ်။ပြန်ဖွင့်ကြည့်လိုက်တော့ဆက်ကလဲနေသည်။နောက်ထပ်၄-၅ချက်လောက်စိတ်ငါခါပြီးထပ်ထုပစ်လိုက်တော့အထက်ရတစ်ခုခုပြုတ်သွားတယ်ထင်ပါရဲ့။တစ်ချက်ချက်ညီနေတယ်။ကျမအပြေးဆင်းသွားပြီးအကိုပြက်သွားလို့ဆိုပြီးဒရိုင်ယာလေးထောင်ပြလိုက်တော့သူပြုံးသွားတယ်။စောက်ယူသွားမှာလား။ဟုတ်အကိုတမင်ဖြစ်လာတာတော့မဟုတ်ပါဘူးနော်။ဖြစ်เสียလားအကူကလည်းလွယ်တယ်ညားထင်နေလားခက်တယ်ပေါ့ဟာမဟုတ်ပါဘူးဆိုဟာသူအတန်ထွက်ရှိမိုးသွားတယ်ပြီးတော့ကျမကဘလောက်ကြလဲဟင်းမပေးနဲ့ရတယ်ကျေးဇူးပါအကိုပြန်ပြေးထွက်လာခဲ့တယ်နောက်ကိုတစ်ချက်မှလှည့်မကြည့်အဆောင်ဝါရောက်မှမိပါတော့ဝေတာလဲဒရိုင်ယာသွားပြင်တာမေသုံးနေရင်ထပ်ပြီးရက်သွားလို့အေးပါလာမေကြိုက်တဲ့တံမောက်ပါတယ်ချစ်ပြီးမွညတိုင်းလို့ကျမနဲ့ငယ်ဟာဝရဏမှာထွက်စကားပြောဖြစ်ကြတယ်ငယ်မထိုင်ရင်လဲကျမတယောက်တည်းပဲသွားထိုင်နေခဲ့တယ်ကျမတို့နှစ်ယောက်ရှိကဖြစ်သွားတဲ့စပိန်လေးကလည်းတစ်ခါတလေတယောက်တည်းတစ်ခါတလေနှစ်ယောက်အမျိုးသမီးကအမျိုးသားရဲ့ခါကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးစပိန်ပေါ်မှာပါသွားတဲ့နေ့တွေဆိုကျမရင်ထဲမှာစူးတွေစိုက်နေတဲ့အလားနာကျင်ခဲ့ရပြန်တယ်ပြန်တန်းနေတဲ့လိပ်ပြငယ်လေးတွေဟာစူးတွေထိကုန်ကြရတယ်စာရေးမယ်ဆိုပြီးအလုပ်လည်းမသွားပဲအခန်းထဲပဲအောင်းနေမိခဲ့တယ်ငယ်ကတော့ကျမအတွက်မနှက်စာလုပ်ပေးပြီးအလုပ်သွားရှာပြီမနှက်စာစားပြီးဝရဏနာကိုထွက်ကလမ်းလျှောက်နေမိတယ်အကူဆိုင်ကိုကြည့်လိုက်တော့အချိန်က12နာရီကျော်နေပြီဆိုင်ကမဖွင့်သေးဟယ်လိုအကိုပစ္စည်းဝယ်ချင်လို့လေဆိုင်မဖွင့်သေးဘူးလားဟုတ်ခဏနေမှထွက်လာမှာဘာဝယ်မလို့လဲအရေးကြီးလားအရေးမကြီးပါဘူးရတယ်ကိုမီးပလက်ကောင်းလေးဝယ်ချင်လို့ခဏနေမှလာခဲ့နော်ဟုတ်ဒါပဲတော့အကိုဟုတ်တိတ်မကြအကိုဆိုင်လာဖွင့်နေနောက်ကလိုက်သွားပြီမီးပလက်ကောင်းတစ်ခုခုနကဖုံးဆက်တာမင်းလားဟုတ်ခဏနော်စိုက်ဖွင့်အောင်မယ်ဟုတ်ဒရိုင်ယာရောပြက်သေးလားပြုံးရည်ကသူမေးတယ်မပြတ်တော့ဘူးအကိုဒီလိုနဲ့ကျမဟာအကြောင်းမရှိအကြောင်းရှာဈေးသွားဝယ်ပြီးမီးပလက်ကောင်များလဲကျမစီမှာပုံအောလို့ပါပဲဝယ်စရာမရှိရင်လဲဝရဏနာမှာသူ့ကိုထွက်ငေးမောနေမိတယ်သူ့ဖုန်းနံပါတ်လေးကိုလည်းအမည်မသိပေမဲ့ကွန်တန့်ထဲမီးသီးပုံလေးတွေနဲ့မှတ်ထားလိုက်တယ်